တဲကြေပြုံကြောက်တွေဘလို့ဖြစ်လာလဲပေါ့သူကတော့ရှင်းတယ်အများစုကတော့တဲကြေအိတ်ထဲကနေပြီးတော့ကြောက်တွေကတဲကြေအဲ့ရဲ့ပြုံကနေတစ်ဆင့်ဖြတ်တန်းပြီးကျလာပြီးတော့တဲကြေပြုံထဲကိုရောက်လာတာဖြစ်တယ်အဲ့တော့85-90%လောက်တဲကြေပြုံကြောက်တွေကတဲကြေအိတ်ထဲကနေလာကျလာတဲကြေပြုံမှာပဲစပြီးတော့ကြောက်တွေတည်လာဆိုတာကတော့10%-15%လောက်ပဲရှိပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆိုင်ဦးလမ်းကြောင်းတဲကြေလမ်းကြောင်းနဲ့မုံချိုယောဂအထူးသမားတော်ဒေါက်တာငိမ့်ကိုရင်ဖြစ်ပါတယ်ဒီနေ့မှာတော့တဲကြေအိတ်ကြောက်ယောဂတွေတဲကြေပြုံကြောက်ယောဂတွေအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်တဲကြေအိတ်ကြောက်ယောဂဘယ်လောက်တောင်များလဲကမ္ဘာလုံးတိုင်းတာနဲ့လေ့လာကြည့်မယ်ဆိုရင်ကမ္ဘာလူဦးရေရဲ့10%-15%လောက်ကတဲကြေအိတ်ကြောက်ရှိနေတာကိုတွေ့ရတယ်ဒီပုံလေးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အာရှနိုင်ငံတွေမှာဆိုရင်တဲကြေအိတ်ကြောက်ရှိတဲ့နေထားက9%-10%လောက်ရှိတယ်။နောက်နိုင်ငံတွေမှာဆိုရင်တော့20%-30%လောက်ရှိတာကိုတွေ့ရတယ်။တချို့နိုင်ငံတွေမှာဆိုရင်ဒီပုံမှာကြည့်လိုက်ရင်65%ဝန်းကျင်လောက်ထိတဲကြေအိတ်ကြောက်တွေရှိနေတာကိုတွေ့ရတယ်။ဒီချက်လက်ကတော့ဒီ2026ခုနှစ်အဆိုင်ဦးလမ်းကြောင်းစေပညာမိញ្ញမ်းစာအုပ်ပေါ့နော်ဆက်လက်စမ်းကြားစာအုပ်ကနေပြီးတော့မိញ្ញမ်းထားတာဖြစ်ပါတယ်အဲ့တော့တဲကြေအိတ်ကြောက်ဘလို့ဖြစ်လဲတဲကြေအိတ်ကြောက်ကအများစုကတော့အဆီကြောင့်ဖြစ်တယ်ကိုလက်စထရောဓာတ်က85%လောက်ပါနေတာကိုတွေ့ရတယ်တဲကြေကြောက်တွေကိုလေ့လာကြည့်လိုက်နော်နောက်25%လောက်ကတော့ရောင်ချယ်ကြောက်လို့ခေါ်တယ်နော် pigment stone ဆိုအဲ့ဒီရောင်ချယ်ဓာတ်တွေကြောင့်ဖြစ်လာတာတွေ့ရတယ်နော်အများစုကတော့အဆီကြောင့်ဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်နောက်တလက်စာတွေပဲတဲကြေပြုံကြောက်တွေရောဘာကြောင့်ဖြစ်တယ်လဲဆိုတော့ဒီ1984ခုနှစ်တုန်းကလေ့လာခဲ့တဲ့သူတေသနာတစ်ခုရတော့တဲကြေပြုံကြောက်တွေကိုခွဲချမ်းလေ့လာကြည့်တဲ့အခါပေါ့90%လောက်ကတော့အစီကြောင့်ဖြစ်နေတာကိုတွေ့ရတယ်နောက်ထပ်90%ဝန်းကျင်ပေါ့နော်46%ကတော့ရောင်ချယ်ကြောက်တွေဖြစ်နေတာကိုတွေ့ရတယ်နော်ဒါအရောတွေလည်းရှိတော့နောက်တဲကြေပြုံကြောက်တွေဘယ်လိုဖြစ်လာလဲပေါ့သူကတော့ရှင်းတယ်အများစုကတော့တဲကြေအိတ်ထဲကနေပြီးတော့ကြောက်တွေကတဲကြေအဲ့ရဲ့ပြုံကနေတစ်ဆင့်ဖြတ်တန်းပြီးကျလာပြီးတော့တဲကြေပြုံထဲကိုရောက်လာတာဖြစ်တယ်အဲ့တော့85-90%လောက်တဲကြေပြုံကြောက်တွေကတဲကြေအိတ်ထဲကနေလာကျလာတဲကြေပြုံမှာပဲစပြီးတော့ကြောက်တွေတည်လာဆိုတာကတော့10%-15%လောက်ပဲရှိပါတယ်ဒီအချက်လက်ကလည်းခုတင်ပြပါသူတေသနာတွေကနေပြီးတော့မိញ្ញမ်းထားတာဖြစ်ပါတယ်အဲ့ဒီတော့ကိုယ့်ရဲ့မိသားစုထဲမှာပေါ့နော်တဲကြေအိတ်ကြောက်ရှိတယ်လို့တွေ့ပြီဆိုရင်ပေါ့ဥမာကိုတိုင်းပေါ့နော်ကိုတိုင်းမှာတဲကြေအိတ်ကြောက်ရှိနေတယ်ဆိုပြီးတော့တွေ့ရပြီဆိုရင်ကိုယ့်ရဲ့အဖေအမေညီကိုမောင်နှမအရင်းတွေကိုယ့်ရဲ့သားသမီးတွေမှာတဲကြေအိတ်ကြောက်ရှိနိုင်ခြေ4 ဆခွဲလောက်ပိုများတာကိုတွေ့ရတယ်အဲ့ဒီအချက်ကဘာကိုညွှန်ပြနေလဲဆိုတော့တဲကြေအိတ်ကြောက်ကမျိုးရိုးလိုက်တတ်တဲ့သဘောတရားရှိတာကိုညွှန်ပြအဲ့ဒါကိုယောဂဖြစ်စဉ်ပေါ့ယောဂဖြစ်စဉ်အကျဉ်းပြင်းလေ့လာကြည့်ရင်လည်းအဲ့လိုသွားတွေ့ရတယ်တဲကြေအိတ်ကြောက်ဘာကြောင့်ဖြစ်လာလဲပေါ့တဲကြေအိတ်ကြောက်ဖြစ်စေတဲ့မျိုးဗီဇ gene ဆို LIDH lit gene ဆိုတာရှိနေတယ်အချို့တဲကြေအိတ်ကြောက်ဖြစ်နိုင်ခြေများတဲ့မျိုးဗီဇချက်လက်တွေလည်းရှိတယ်ပေါ့နော်အဲ့မှာနောက်အသေးကတဲကြေအရေတွေစွန့်ထုတ်တာတွေများတယ်ပေါ့ပြီးတော့အဲ့တဲကြေအရေကနည်းနည်းလေးအနေကျနိုင်ခြေအခဲပုံစံပြောင်းနိုင်ခြေတွေများနေတဲ့အနေအထားရှိတယ်။ဦးကနေပြီးတော့တဲကြေစားဓာတ်တွေကိုပြန်ပြီးစုပ်ယူမှုပြောင်းလဲတွေဦးထဲမှာရှိတဲ့ဘက်တီးရီးယားလေးတွေတဲကြေလမ်းကြောင်းထဲကိုဝင်လာတာတွေဒီချက်လဲပါဝင်တယ်ပြီးတော့တဲကြေအိတ်ခုလိုက်ကညှစ်ထုတ်မှုကနှေးလာတယ်ဆိုရင်စီစဉ်မှုမကောင်းမှုဖြစ်ပြီးတော့တဲကြေကြောက်တွေစပြီးတော့ဖြစ်လာတယ်အဲ့တော့တဲကြေအိတ်ကြောက်ရှိနေရဆိုရင်ဘယ်လိုလက္ခဏာတွေပြမလဲပေါ့ဆိုတော့ကျွန်တော်တို့ဘိုက်အောင့်တာကတော့မကြာခဏဖြစ်ကြတယ်အဲ့တော့တဲကြေအိတ်ကြောင့်ဘိုက်အောင့်တာလားတခြားအစာအိမ်တို့တခြားယောဂတွေကြောင့်ဘိုက်အောင့်တာလားဆိုတာကိုနည်းခွဲခြားဖို့အတွက်ပေါ့နော်ဒီလက္ခဏာတစ်ခုတည်းနဲ့တော့ရှင်းရှင်းလင်းလင်းခွဲခြားလို့မရဘူးပေါ့ဒါပေမဲ့အကျဉ်းပြင်းခွဲခြားလို့ရတဲ့လက္ခဏာတွေရှိတဲကြေအိတ်ကြောက်ကြောင်ဘိုက်အောင့်တဲ့ပုံစံအနည်းဆုံး15မိနစ်လောက်ဘိုက်ရဲ့ညာဘက်ချမ်းအပေါ်ပိုင်းညာဘက်ချမ်းဒါမှမဟုတ်အလယ်မှာဘိုက်အလယ်အပေါ်ပိုင်းကနေပြီးတော့ခါအောင်ရင်လည်း15မိနစ်လောက်အောင်တယ်မကြာခဏပြင်းထန်တာအောင်ဒီလိုအောင်ချင်းမျိုးနဲ့လာပြီးတော့အဲ့ဒီအောင်တာအဲ့ဒီနေရာတင်ဘိုက်မှာတင်မဟုတ်ဘဲနဲ့သူကညာဘက်လက်ပြင်ကျောအောက်ကိုပြန့်သွားတယ်နောက်လက်ပြင်ကိုနှစ်ခုကြားကိုနာကျင်မှုပြန့်နှံ့သွားတယ်ဒီလိုအချက်လက်တွေဘိုက်အောင်ချင်းမျိုးနဲ့လာတယ်ပြီးတော့ပြုတ်လာအန်နာတွေတွဲလာတတ်တယ်အဲ့လိုအောင်လာပြီဆိုရင် diclofenac တို့ ketorolac တို့အကိုက်ခဲပြောက်အယောင်ကျထိုးသေးတွေနဲ့ထိုးလိုက်ရင်တက်တာဝါတယ်အဲ့ဘိုက်အောင်နာရဲ့ပြုတ်အန်နာရဲ့အဲ့ဆေးနဲ့တက်တာရဆိုတဲ့အချက်လက်တွေနဲ့ဒီတဲကြေအိတ်ကြောင့်အောင်နာဆိုတာကိုကြံမြင်ခံမှန်းလို့ရတယ်ဒါပေမဲ့တဲကြေအိတ်ကြောင့်ရှိတဲ့လူအများစုကတော့လက္ခဏာမပြဘူးအများစုကဘယ်လောက်အများစုလဲဆိုတော့ချို့အချက်လက်တွေမှာ90%လောက်ထိလက္ခဏာမပြကြဘူးလက္ခဏာပြတာ10%လောက်ပဲရှိရဆိုပြီးတွေ့ရပါတယ်ဒီလက္ခဏာတွေကတော့တင်ပြပါ European Association for the Study of Liver ဆိုတဲ့ EASL
2016 guideline နောက်2023မှာထုတ်ပြန်တဲ့ဂျပန် guideline တွေကနေပြီးတော့ညှိနှိုင်းထားတာဖြစ်ပါတယ်သဲကြေအိတ်ရောင်တဲ့လက္ခဏာတွေကလည်းလူတွေမှာကြာခဏတွေ့ရတတ်တဲ့ရေးလက်ကြီးရဲ့အတွက်စနစ်တကျအချက်တွေခွဲပြီးတော့သတ်မှတ်ထားတာရှိတယ်နံပါတ်1ချက်ကတော့သဲကြေအိတ်နေရရောင်ရမ်းခြင်းလက္ခဏာရှိရမယ်ဘယ်လိုလဲဆိုခုနတင်ပြပါတိုင်းပဲဘိုက်ညာဘက်အပေါ်ပိုင်းအောင့်နေပေါ့ဆန်းလိုက်ရင်နားမယ်အလုံးလိုမျိုးဆန်းမိနေတာရှိမယ်ပေါ့ဘိုက်ညာဘက်ချမ်းအပေါ်ပိုင်းမှာပေါ့နော်အဲ့နေရာကနာတော့နောက်ဘိုက်ရဲ့အပေါ်နောက်လက်လေးနဲ့ဖိပြီးတော့အသက်ရှူခိုင်းလိုက်ရင်အဲ့ရောင်တဲ့သဲကြေအိတ်နဲ့ဆန်းထားတဲ့လက်နဲ့လာထိတဲ့အချိန်မှာသက်ရှူကတန့်သွားလောင်ဒီနာတဲ့အတွက်သက်ရှူတန့်သွားလောင်ဒီရက်သွားတယ်ကျွန်တော်တို့ Murphy sign positive လို့ခေါ်တယ်ပေါ့နော်စေပညာမှာအဲ့လိုမျိုးလက္ခဏာရှိရမယ်အဲ့ဒါအုပ်စု A ပေါ့နော်နောက်အုပ်စု B အနေနဲ့ကတော့ခန္ဓာကိုယ်တွင်းမှာရောင်ရမ်းတဲ့လက္ခဏာတွေဖြားမယ်နောက်ရောင်ရမ်းတဲ့ဓာတ်တွေ CRP လို့ခေါ်တဲ့ C-reactive protein ရောင်ရမ်းတဲ့ဓာတ်တွေတက်နေမယ်နောက်သွေးပြူ WBC သွေးပြူတွေတက်နေမယ်ဆိုတော့ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းလက္ခဏာအုပ်စု B နောက်အုပ်စု C အနေနဲ့ကတော့ ultrasound ဒါမှမဟုတ် CD ဓာတ်မှန်တွေရိုက်တဲ့အချိန်မှာသဲကြေအိတ်ရောင်တဲ့လက္ခဏာတွေရှိတယ်အုပ်စု C ပေါ့နော်အဲ့ဒီမှာအုပ်စု A ကနေပြီးတော့အချက်တစ်ချက်အုပ်စု B ကနေအချက်တစ်ချက်ရှိရင်ကိုဒါသဲကြေအိတ်ရောင်တယ်ဆိုပြီးတန်တရားဖြစ်ရမယ်အဲ့ဒီမှာအုပ်စု C ပါခုန ultrasound နေ CD ဓာတ်မှန်တွေမှာလည်းသဲကြေအိတ်ရောင်တဲ့လက္ခဏာပါတွေ့ပြီးဆိုရင်တော့အုပ်စု A ကတစ်ချက်အုပ်စု B ကတစ်ချက်နဲ့အုပ်စု C ပါပေါင်းတော့သိကြပြီဒါသဲကြေအိတ်ရောင်တာပဲဒီ guideline က Tokyo guideline 2018ပေါ့နော်အဲ့2018လို့ဆိုရင်လည်းအခုထိလည်းအဲ့ဒီ guideline ကအားလုံးလက်ခံပြီးသုံးနေကြတဲ့ guideline ဖြစ်တယ်ပေါ့နော်ဒါသဲကြေအိတ်ရောင်တာကိုသတ်မှတ်ချက် guideline လေးနောက်တစ်ခုသဲကြေပြွန်ကြောက်ဆိုရင်ရောဘယ်လိုလက္ခဏာပြလဲသူလဲဘိုက်အောင်မယ်ကြောပါအောင်မယ်ပေါ့နော်ဘိုက်ညာဘက်ချမ်းအပေါ်ပိုင်းတို့ဒါမှမဟုတ်ဘိုက်အလေအပေါ်ပိုင်းအောင်နေအဲ့အောင်နေအောင်နေနောက်တစ်ခုကသူကဖျားတတ်တယ်သဲကြေပြွန်ကြောက်တွေကြောင့်ပိတ်ဆို့မှုကြောင့်ဖျားတတ်တယ်မျက်လုံးတွေဝါအသားတွေဝါစီးအောင်နေရင့်လာတာအဲ့လိုမျိုးဝါလာတတ်တယ်နောက်ပြုတ်ရအန်တာတွေတွဲတတ်တယ်တချို့သဲကြေပြွန်ကြောက်တွေကလည်းရှိနေပေမဲ့လက္ခဏာမပြရလည်းရှိဒီဒါပေမဲ့အပေါ်တင်ပြပါလက္ခဏာတွေရှိတယ်ဆိုရင်တော့သဲကြေပြွန်ကြောက်ရဲ့လက္ခဏာတွေလားဆိုပြီးတနည်းဖြစ်ရတော့မယ်နောက်သဲကြေပြွန်ရောင်ရမ်းခြင်းမှာလည်းအရေးကြီးတဲ့အတွက်စနစ်တကျသတ်မှတ်ထားတာလေးရှိတယ်အုပ်စု A နေနဲ့ခန္ဓာကိုယ်ရင်းရောင်ရမ်းခြင်းလက္ခဏာတွေပေါ့ခုနပြောခဲ့သလိုလေးပဲဖျားမယ်ဖျားတာချမ်းတုံပြီးဖျားတာမျိုးရှိနိုင်တယ်ရောင်ရမ်းတဲ့ဓာတ်တွေ CRP တွေတက်နေမယ်နောက်သွေးပြူဥဆိုတော့ WBC တွေတက်နေမယ်အုပ်စု B အနေနဲ့ကတော့သဲကြေလမ်းကြောင်းပိတ်ဆို့တဲ့လက္ခဏာတွေပေါ့နော်မျက်လုံးဝါမယ်အသားဝါမယ်စီးရောင်တွေရင့်လာမယ်အသွေးစစ်ကြည့်လိုက်ရင်လည်းဝါတဲ့ဓာတ်တွေတက်နေမယ်အသေးရောင်တဲ့ဓာတ်တွေအသေးကြေလမ်းကြောင်းစီးမှုမကောင်းလို့ဓာတ်တွေအဲ့တက်နေမယ်ဆိုတာအုပ်စု Bအုပ်စု C အနေနဲ့တော့ ultrasound ဒါမှမဟုတ် CD ဓာတ်မှန်ရိုက်လိုက်တဲ့အချိန်မှာသဲကြေပြွန်ကရှိတင်တာတဲ့ကျဲနေတယ်ပေါ့ဒါမှမဟုတ်လေကျင်းနေတဲ့နေရာကိုလည်းလာတွေ့တယ်သူ့ရဲ့အပေါ်ကတော့ကျဲနေတယ်လို့တွေ့လို့ရှိတယ်နောက်သဲကြေပြွန်ထဲမှာကြောက်ရှိနေတယ်ဆိုတော့ပုံရိပ်ကိုတွေ့တယ်သဲကြေပြွန်ထဲမှာငကိုကလေးကကျင်းလို့တို့ကြောက်ရှိလို့တို့စီးသိမှုမကောင်းလို့တို့ထောက်ပြွန် stand လို့ခေါ်တယ်ထောက်ပြွန်ထည့်ထားတယ်ဆိုတာကိုသွားတွေ့နေရတယ်အဲ့အုပ်စု ABC ပေါ့နော်ခုနသဲကြေအိတ်ရောင်တာကိုပြောသလိုပဲဒီမှာလည်းသဲကြေပြွန်ရောင်တဲ့ဟာကလည်းတန်တရားရှိရမယ်ဘလို့ချက်တွေဆိုတန်တရားရှိရမယ်ဆိုတော့အုပ်စု A တဲကတစ်ခုအုပ်စု B သို့မဟုတ်အုပ်စု C တဲကတစ်ခုရှိနေတယ်ဆိုရင်တော့သဲကြေပြွန်ရောင်နေသလားဆိုတဲ့တန်တရားရှိရမယ်နောက်အုပ်စု A တဲကတစ်ခုအုပ်စု B တဲကလည်းတစ်ခုအုပ်စု C တဲကလည်းတစ်ခုရှိနေပြီဆိုတော့ဒါသဲကြေပြွန်ရောင်နေတာသိကြပြီဆိုပြီးသတ်မှတ်တယ်ဒါတိုကျို guideline 2018ပေါ့နော်အခုထိအားလုံးလက်ခံထားဆဲပေါ့နော်